ကျွန်တော်တို့ရဲ့ကိုးစောရ channel ကိုအားပေးနားဆင်ကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ပရိသတ်ကြီးတို့ကိုတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးသူဧကံမင်းရေးသားထားတဲ့စာအုပ်ထဲကမဖဲဝါနဲ့အင်ရှင်ကြီးတရေမဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇာတ်လမ်းလေးကိုနားမထောင်ရင်ကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်သွားပေးဖို့နဲ့ဘေးနားမှာရှိတဲ့ notification bell လေးကိုလည်းနှိပ်ခဲ့ပေးဖို့တောင်းဆိုပါရခင်ဗျာကဲဇာတ်လမ်းလေးကိုခုပဲနားဆင်ကြလိုက်ရအောင်ချော့တိုက်ဟဲ့ကောင်လေးထားတော့နေပင်ထိုးနေပြီဟမ်အမေကဘာခိုင်းစရာရှိလို့တော့အခုမှအဲ့လိုကောင်းလို့ရှိသေးရဲ့ရှင်းနိုင်ထိုးတော့မယ်ထအမေစီသွားပြီးဟင်းစားသွားဝယ်ဦးမယ်တကားစီသွားအမေကခဏနေမှထမယ်ပြီးရောပြန်မအိမ်နဲ့နော်စပွဲပေါ်မှာမုတ်ဆန်းတစ်ပကံတင်ထားတယ်ယူစားလိုက်မိခင်ဖြစ်သူဒေါ်စန်းရှင်ကမှားစရာရှိရမှာရဲ့အိမ်တကားစီကဆွဲချင်းဆွဲပြီးဈေးဝင်ထပ်သွားတော့လေချော်တိုင်လဲရှင်းနိုင်ခွဲမှထဖြစ်တယ်ညရွှေဘုံသာဖျားကိုသွားပြီးပလီစိတ်တယ်ည7နိုင်ခွဲမှပလီစိတ်ကိုဖြုတ်ပြီးမြင့်တာပူအမြောက်ဝေကအိမ်ပင်ရောက်တော့17နိုင်အောင်ထိုးနေပြီအိမ်ပင်ရောက်ပြီးအိမ်ရောက်ဝင်တော့ည12နိုင်ဆိုပြီးမျက်လုံးတွေကကြောင်သွားတယ်တရားမှတ်ပြီးအိမ်ပင်အောင်ကြိုးစားတော့လဲတော်တော်လေးနဲ့အိမ်မပြောဘူးတကောင်ကျော်2နိုင်ခန့်ရောက်မှမှေးကနေအိမ်ပြောသွားတယ်7နိုင်လောက်အိမ်လိုက်မှအေးအေးရဝပါတယ်နိုင်ဝက်ခန့်အိမ်ရတယ်မှမထပဲနဲ့နေလိုက်သေးရဲ့မျက်နှာတစ်ပြီးမိထားခဲ့တဲ့ဘုံစမ်းနဲ့ယူနီချမ်းကိုလည်းထိုင်စားနေလိုက်တယ်မနက်ကကောင်းချင်းမောက်ဝန်းကြီးချမ်းချစ်ပြီးနှမ်းနှောင်းနဲ့စားရတာတကယ်ကိုကောင်းတယ်ဒီနေ့အဖေညမဒေါ်လာမြိုင်လာပြီးဘုံစမ်းနဲ့ယူနီကိုစားပြီးအုံသီးနဲ့တကြားနဲ့နေရတာတော်တော်လေးကိုစားလို့ကောင်းတယ်ချော်တိုက်တို့အင်ရှိမှာဝမ်းမလို့အုံးပင်2ပင်ရှိရဲ့အသီးများပြစ်သိမ့်နေအောင်သီးနေရဲ့စားကျင်တွေကအချိန်မျိုးခူးဆူပြီးစားလို့ရတယ်အပေမတီးကစားတော့ကဆိုလို့ရှိရင်ကြော်တိုက်ခါးဆောင်လောက်ပဲရှိရအခုဆိုလို့ရှိရင်10ပင်ခန့်တော့မြင့်သွားပြီအုံးသီးကိုဝချိန်းနဲ့ဆွဲပြီးတော့မှပဲချိတ်ပြီးခူးလို့ရတာမုံစမ်းလေးစားလိုက်ရင်နွေးလေးတောက်လိုက်နဲ့မိခင်ဖြစ်သူခြံထားတဲ့တပကံကုံသွားပြီဖြစ်တယ်ပကံအောင်သိမ်းပြီးအေရှိယာပြင်မှာထွက်ရက်နေလိုက်တယ်ဟဲ့ခွေးတဲစိန်ကြနေပါလားခေါင်းရက်အောင်နဲ့သူနေလည်းနေခင်အိတ်တဲ့ဘရောက်ဖေအောက်ကကိုပြစ်ပေါ်မှာခန္ဓာတက်အိတ်နေရကြော်တိုက်အတန်ကြာရဲ့ခေါင်းထောင်ချီပြီးပြန်အိတ်နေပြန်သည်ဒီခွေးစုပ်နာတော့မယ်အိတ်เสียရှာလို့ကြော်တိုက်ကဖနက်စီပြီးအိမ်အောင်ဆင်းခဲ့အိမ်အောင်ဆင်းလာရဲ့ကြော်တိုက်ကိုမြင်မှပဲအောင်တဲ့ကိုပြစ်ပေါ်ကပြီးဆင်းတော့တယ်ယိုးခွေးကြော်တိုက်ဘယ်မှမတော်ဘူးလားเจ้าကိစ္စမရှိတော့ဘယ်မှမတော်ဖြစ်ဘူးဗျဒါနဲ့ခွေးရဘယ်ကပြန်လာလဲရောက်ဖောက်ရဲ့အိမ်ကပြန်လာတာဒီညလင်များနဲ့ရောရန်ဖြစ်ကြတာရောက်ဖခေါင်းပေါက်သွားတယ်မိမမျက်စိတစ်ဖက်ပိတ်သွားတယ်ဗျအဲ့ဒါဒီနေ့မနေ့အချင်းချင်းသွားကြည့်ပြန်လာတာကျော်တိုက်ရဲ့ခြံဝင်းထဲမှာရက်နေရခွေးရလည်းရောက်ဖအကြောင်းပြောရင်ကျော်တိုက်ရဲ့နီးသူရောက်ချလာတယ်ခွေးရောက်ဖရက်ကိုမရတဲ့ပူချစ်တာပဲဗျခုမှလည်းသားသမီးရနေပြီအတီတရားလေးလည်းရှိသိနေပြီဗျတကယ်ဆိုကလေးတွေကိုပဲတကယ်တနာတယ်မိမဝေချေပေါ်ငါကြီးရာဒီကောင်ကရှာမကျွေးတဲ့အပြင်သူ့ကိုရက်ဖိုးကပေးရသေးတာညဖြစ်တာရက်ဖိုးမရလို့ပြဿနာရှာမိတာမိမလည်းနီးစရာတုံးနဲ့ခေါင်းကိုရိုက်ဟိုကောင်ကလည်းမျက်နှာကိုလက်သေးရည်နဲ့ထိုးကလေးရထောက်မှုကိုဘေးရန်သူတွေလာဆွဲရနေရံပွဲရပြီးသွားတာခွာသူတို့ဖြစ်ရလဲစိုးပါတယ်ရွာထဲမှာငွေသူပြီးတော့တန်းလာစီကတနည်း9ချက်သူနဲ့1000ချီးခဲ့တယ်ခွာအဲ့တူကတနည်း900ပုံမှန်သွင်းရတယ်အဲ့ဒါကိုပြီးဦးတနည်းလုံးဈေးချင်းအောင်ခေါင်းမော့ရွှဲပြီးရွာနဲ့အစင်နဲ့လိုက်ရောင်းရတယ်ငွေရှင်ကိုတနည်းဒိုး900ပြီးမှပိုတဲ့ပတ်စံကိုသုံးရတာတလောက်ကိုပုံမှန်သူသွင်း1000ဝဲကြတယ်လာလဲကုံရောချေးရတဲ့1000ပြန်ပေးရတယ်တရက်နဲ့ဆောက်ပြီးနောက်ထပ်1000ပြန်ယူဈေးရင်နောက်ထပ်အတိုး900ကိုပြန်သွင်းပေါ့နေတိုး900မများလုံးလားဗျတလောက်1000ယူရင်အတိုး1000ဝဲနဲ့ဆိုချေးရသူကတလောက်2000ဝဲရသွားတာပေါ့ဟုတ်တယ်လေချေးရသူတိုင်းသိနေရပဲဒါပေမဲ့သူကြီးပေးရတယ်ဆိုပြီးမြူလို့မရတာညအတိုး900ပေးဟင်းစားဝင်နဲ့လက်ထဲပတ်စံမကြံတော့အရဖို့မပေးနိုင်တာနဲ့ငမူးကရေးရနဲ့ရန်စဖြစ်ကြတာထိုစဉ်ဈေးဝယ်သွားတော့ကြော်တိုက်မိခင်ပြန်လာသည်ကိုတွေ့သဖြင့်ကိုကြီးလည်းနှုတ်ဆက်ပြီးတော့ထွက်ခွာသွားတယ်အမေချင်းထဲမှာလည်းများလိုက်လားဘာတွေဝယ်ခဲ့ရလဲဟဲ့ဈေးတော့ဝယ်ရလွယ်မှတ်လို့2ရက်စ3ရက်ဆော်တော့ပေါင်းဝင်ခဲ့ရတာမချောက်ပဲပုတ်အာလူကမပါမဖြစ်ဝယ်တာရတယ်အခုစင်းကိုချက်ရင်ကောင်းမလားကြော်နှက်ချက်ရင်ကောင်းမလားအခုတော့ဝယ်ခဲ့တယ်ငါခုစင်းကိုသာချက်ကျွန်တော်ချန်တဲ့ရွေးရွယ်တော့ခုပေးမယ်ဟင်းကားတစ်ခွက်ချက်လိုက်ပေါ့နင်းဖေကငါ့ကိုကြော်နှက်ဆိုသိကြိုက်တာဟောဒါများဟိုကချက်ရင်ကောင်းမလားဒီကချက်ရင်ကောင်းမလားလုံနေသေးရဲ့အမေရဲ့စားကလေးကယောက်ျားကြိုက်ချက်မလို့ဝယ်ခဲ့ပြီးတော့များဒီကောင်လေးတွားစမ်းစကားကြောရှိမနေနဲ့ဟင်းကားချက်အောင်
တက်တလွန်ရွက်ဖြစ်ပဲညိုဖြစ်သွားခူးလာခဲ့ခေါင်းပါပြီခင်ဗျာပဲညိုမယ်ခူးခဲ့လိုက်ပါမယ်ကျော်တိုက်ကခြံနောက်ဘက်သို့ထွက်လာခဲ့လိုက်တယ်ပဲညိုခူးမိပြီးမှဘူးညိုလေ3 4ခုခူးလိုက်တယ်ဘူးညိုအေးတောက်တယ်ခင်းရညင်ဒီလေလေးတဲ့ငယ်သီးစိမ့်ခတ်လိုက်တယ်ဆိုလို့ရှိရင်ထမိန်မြင်နဲ့အေးတောက်တစ်ခွက်ရတယ်ဟင်းမငန်နဲ့ကဘူးညိုဘူးရွက်ကိုငပိရင်နဲ့လည်းတူလို့ရသေးတယ်အမေဒီမှာကျွန်တော်ဘူးညိုအေးတောက်ပဲချက်တော့ပဲညိုမရှိဘူးလားရှိပါတယ်ဘူးညိုကတိုးစရာမှာတခါလေးပြီးရင်အဖေကနေခင်းထမင်းပြန်စားမှာလားမင်းတော့ဖို့ပေးမယ်ဆိုပြန်လာစရာမလိုတော့ဘူးလေတော့ဖို့ပေးမှာလားကျွန်တော်သွားစရာရှိသေးရဲ့အမေပဲတော့ဖို့လိုက်ပါမင်းကြောင်မသိရင်ခတ်မယ်အောင်မစေးခင်ရေပုံးတစ်ပုံဒီနားပို့ပြီးသွားကျော်တိုက်ကစင်းအိုးထဲမှာရေပုံးကိုထည့်ပြီးငားကိုင်နေတော့မိခင်ဖြစ်သူနာချပေးလိုက်တယ်ကျော်တိုက်အေးအောင်မတာတီးတန်ကြောင်အိမ်ရှိကိုထွက်လာခဲ့တယ်ကိုပြစ်ပေါ်မှာထိုင်ဆောင်နေငါလာခဲ့မယ်ကိုကျော်တိုက်အိမ်အောက်သို့ဆင်းလာခဲ့မင်းအခုဘယ်ရလာလဲအေးရွာရလာခဲ့ရကိုကျော်တိုက်ဆရာကြီးလွတ်လိုက်လို့ဆရာကြီးကဘာမှလိုက်လဲကိုကျော်တိုက်နေခင်းထမင်းစားတော့ပြီးပြီဆိုလို့ရှိရင်ဆရာကြီးစီလာခဲ့ပါလို့မှားလိုက်တယ်ယူစရာရှိရတယ်လေယူလာခဲ့ပါတဲ့ဘယ်တော့မှမလဲဆိုတော့မမှားလိုက်ဘူးလားမမှားဘူးကိုကျော်တိုက်ဆရာကြီးအိမ်မှာမနက်ကလူ2 ယောက်တွေ့လိုက်တယ်သူတို့အိမ်ဘောကဆင်းသွားတယ်ကျွန်တော်ခေါ်ပြီးဒီကိုလွတ်လိုက်တာမင်းအေးရောဘယ်တော့ပြန်มาလဲဒီနေ့ပြန်တော့ဦးအမေတို့နဲ့ဒီညအိမ်ုံမယ်မနက်မှပြန်မယ်လို့ပြောခဲ့ဟေးဒါဆိုလဲငါတယောက်ပဲသွားတော့မှာပေါ့မင်းပြန်တူသွားမလားလို့ကျွန်တော်ဟိုမှာနေရအားတယ်လို့မရှိဘူးအမရဲ့ကလေးထိန်နေရဟိုကောင်လေးကလည်းမြောင်လောင်းလေးမင်းငယ်တော့အတိုင်းပဲနေမှာပေါ့ဟာကျွန်တော်အဲ့လိုကင်းမယ်မထင်ပါဘူးညာမင်းကမှပူဆိုးတာကွာတာတီးကခြံထဲကထွက်ပြေးသွားတယ်တာတီးမအေးရွာမှာအိမ်အောင်ကြတော့တာတီးကကလေးဝိုင်းထိန်းပေးရတယ်တာတီးအမတို့နေရဲ့အိမ်နဲ့ကျော်တိုက်ဆရာကြီးဖိုးဆိုင်အိမ်ကဆန်ချင်းကလေးရဲ့ရှိတော့ကျော်တိုက်ကကိစ္စရှိလို့ခေါ်ကျင်တယ်ဆိုလို့ရှိရင်တာတီးကိုလွတ်တယ်တာတီးကထိုးခွေရေးကိုစောင့်နေတဲ့သူဖြစ်တယ်ဒိုးမသာကလေးထိန်းတောင်ဝင်တက်တာမှလေကျော်တိုက်ကလေးလက်တနိုင်လောက်အေးရွာကိုစိုက်ကငှားပြီးတော့ထွက်လာခဲ့လိုက်တယ်ကျော်တိုက်ရောက်တော့ဆရာကြီးအိမ်မှာအမျိုးသား2 ယောက်ကရောက်နေတယ်လာထားအိမ်မောင်ကျော်တိုက်ကဖျားစိတ်ရှိသွားပြီးဦးသုံးငိန်ချပြီးရှ िख ိုးလိုက်တယ်ဖျားရှိခိုးပြီးရတယ်ဆရာကြီးကိုပဲရှ िख ိုးလိုက်တယ်ကဲမောင်ကျော်တိုက်ဒီကမောင်မျိုးဝင်းတို့နဲ့လိုက်သွားတည်ကျင်တာရှိရင်လမ်းမှာမေးမောင်မျိုးဝင်းတို့ကလည်းဘာကြောင့်အကူကြီးလာတောင်းရတယ်ဆိုတာလမ်းမှာရှင်းပြသွားလိမ့်မယ်ဟုတ်ကဲ့ဆရာကြီးခုသွားမယ်လမ်းကပေါက်တပင်ရွာပဲပဲထောင်နဲ့2 နာရီနီးပါးလောက်သွားရမယ်ထင်တယ်2 နာရီခွဲလောက်ကြာမယ်ဆရာကြီးအခုချိန်သွားရင်ရွာကို3 နာရီဝန်းကျင်လောက်ရောက်မှာပါမောင်ကျော်တိုက်မင်းနဲ့ပဲပြီးမှမလို့ဆရာကြီးစိတ်ချလက်ချလွတ်လိုက်တာတေချာဆုံးဖြတ်ပြီးတော့အလုပ်လုပ်မုတ်ချအောင်ရမယ်ဟုတ်ကဲ့ကျွန်တော်တို့သွားခွင့်ပြုပါအောင်ကျော်တိုက်ကအိမ်ဝင်အိမ်ထွက်ဆရာကြီးကိုရှ िख ိုးနေတဲ့ဖြင့်လာခေါ်ကြတဲ့ဧည့်သည်များလည်းဆရာကြီးကိုရှ िख ိုးကြတယ်ထို့နောက်အိမ်ဘောဆင်းလာခဲ့ကြတယ်ရွာနဲ့ချောင်းကတိမ်မွေးဘူးຫນွေရောမိုးပါရေမခမ်းတဲ့ချောင်းဖြစ်တယ်ချောင်းနဲ့နီးရဲ့ရွာများကိုပိတ်ထောင်လီများရနဲ့ပဲသွားလာကြတာကျော်တိုက်တို့ဆက်လက်ပေါ်ရောက်တာနဲ့ကိုမျိုးဝင်းဆိုတဲ့သူကပိတ်ထောင်ဆက်ကိုစပြီးနှိုးလိုက်တယ်ကိုမျိုးဝင်းအသက်က35နှစ်လောက်ရှိမယ်ထင်တယ်ဦးညိုဆိုတဲ့သူကလည်းအသက်40ဝန်းကျင်လောက်ရှိမယ်ဆိုပြီးတော့ကျော်တိုက်ခန့်မှန်းကြည့်နေဆရာပိတ်မီနေနဲ့ဖုံးရည်ပိတ်မီရောပြိရွတ်တယ်ဘလို့မှမထွက်သွားဘူးဆရာရီရောဖုံးရည်ရောတရေမနှောက်ရှက်တဲ့တံမခံနိုင်လို့လှည့်ပြန်ကုန်ကြတယ်ကျွန်တော်ရအောင်ကူညီပေးပါမယ်စိတ်မပူပါနဲ့ဦးညိုတို့ကိုမျိုးဝင်းတို့သူတို့ရဲ့ရွာတရေမကြီးကိုနှင်ပေးရင်အသက်20ကျော်ဆရာလေးကထည့်ပေးလိုက်တဲ့ဖြင့်ပါဇက်အဖွင့်မပြောတော့လဲဆရာကြီးကိုသူတို့မကျေနပ်ချင်ဆရာကြီးကလိုက်ခဲ့မယ်ဆိုလို့ရှိရင်တခါရဲနဲ့ကိစ္စပြီးနိုင်တယ်အခုဆရာလေးလဲရှေ့ရွာတရေမကြီးကိုနှင်ထုတ်ရရောက်လာတဲ့ဆရာများကဲ့သို့နောက်ကျောင်းပြန်လှည့်ပြီးလျင်အေးရွာပြန်ပြီးဆရာကြီးကိုခြေစလုံးဖတ်ခေါ်ရမလားမသိဘူးတခါနဲ့မပြီးမှစိုးရိမ်နေကြတယ်တရေမကြီးအမိကဒုံဝေတင်ဖြစ်တယ်ဒုံဝေတင်ဟာမျိုးနဲ့ရိုးနဲ့ငွေကြီးပြည့်စုံချမ်းသာလာတဲ့သူဖြစ်တယ်မိဘများလဲပိုင်ရှင်မြေပိုင်ရှင်များဖြစ်ကြတယ်ပုတ်ပင်ရွာတရွာလုံးမှာရှိသမျှလဲတဝက်နီးပါးလောက်ကပြန်လည်ရောင်းချပြီးတော့ရွှေဝင်ပစ္စည်းတွေလောက်ကတီကာနီးမွေပြီးခဲ့မသေးခင်မှာမိဘများကလည်းမငွေတင်ကိုကိုုံကြိုင်ဆိုတဲ့သူနဲ့လက်ထပ်ပေးစားခဲ့တယ်တား3 ယောက်သမီး1 ယောက်ရပြီးတော့ကိုုံကြိုင်တည်သွားခဲ့တယ်ကိုုံကြိုင်တည်ဆုံးတော့အကြီးဆုံးသားက14နှစ်
ငယ်ဆုံးသမီးက6နှစ်ရှိပြီကလေး4ယောက်နဲ့အသက်35ရှိပြီဖြစ်တဲ့မဝေတင်ကရှေ့ခရီးကိုအားမှန်ပြည့်နဲ့ကြီးတက်ခဲ့တယ်ယောက်ျားကလည်းတည်သွားပြီမိဘများလည်းမရှိတော့မဝေတင်မှာလေရှိရဲ့ရွှေငွေပစ္စည်းရှိရဲ့အိမ်နဲ့ခြံရှိရဲ့စိတ်ပြက်အားငယ်ခြင်းမရှိဘဲနဲ့မိမိရဲ့ရှိရဲ့ငွေကိုအပေါင်းခံတယ်ငွေတိုးပေးစားတယ်လဲကိုကိုယ်တိုင်မလုပ်ပဲဒီစားချတယ်လဲသမားတို့ရဲ့လဲများခြံများနွားများလှဲများကိုအပေါင်းခံတယ်ရချင်းပြေးလို့ဝင်ပြန်မပေးနိုင်ရင်အကုန်သိမ်းယူတယ်ထို့သူအသိမ်းယူနိုင်ရန်နဲ့စာချုပ်စာတမ်းနဲ့နှုတ်နှစ်ဖက်သဘောတူကြအောင်လက်မှတ်ရေးထိုးရတယ်နေပြန်တို့အတွက်နေတိုင်းသူ့အိမ်မှာလူဝင်ထွက်ရှိတယ်ချောင်းကန်းပေးရရွာစည်းလေးမှာရောင်းချသူအလုံးဒီပါဒုံဝေတင်ဤငွေကြီးနဲ့မကင်းသူများဖြစ်ကြတယ်မနက်စီရဲရောက်လာပြီးအတူသိမ်းတယ်မပေးနိုင်ပစ္စည်းကိုယူတယ်ငွေနဲ့ပတ်သက်လို့ရှိရင်တနာချင်းညတာချင်းသူ့မှာလုံးဝမရှိဘူးတရက်ရွာထဲမှာနေပြန်လူကြီးရမျိုးသမီးတယောက်ရင်ဒုံဝေတင်ရောက်သွားတယ်ဟဲ့ပြုံးကြီးဘဲသွားလဲအိမ်ထဲမှာတက်ရှိနှစ်ကောင်လေးကထွက်လာတယ်အမေရွာထဲသွားတယ်ငါလာမယ်မှန်းသိလို့ရှောင်ထွက်သွားပဲနေပြန်သူ2ရက်ခါရှိပြီယူတော့အကြောက်ယူပြီးတော့ပေးရတဲ့ခါမှာလာကတ်တက်နေတယ်တယောက်တည်းအေရှိယပြင်မှာမထိုင်မီမကြည်မနှက်ပြောဆိုနေတယ်ဒုံဝေတင်အိမ်မောင်မောကြည့်တော့ငွေ2000ယူရတယ်105ကျပ်တို့ဖြင့်အတိုး2000ရစရာရှိတယ်မနေ့ကလည်းမပေးသဖြင့်အတိုး2ရက်ခါ2000ရစရာရှိတယ်ပြုံးကြည့်ပြန်လာတဲ့အထိတည်းမစောင့်နိုင်အောင်ငါ့ကိုမတွေ့ချင်လို့ရှောင်နေရဆိုတော့အိမ်ပေါ်မှာထိုင်ဆောင်နေတယ်သူ့အတွက်အချင်းကုန်ယုံမဲရှိတော့မယ်ဒါကြောင့်အိမ်ပေါ်မှာတိုး2000ရစရာရှိရအောင်ကြည့်မယ်ဒုံဝေတင်ဖနှက်ချွတ်လိုက်ပြီးအိမ်ပေါ်သို့တက်သွားတယ်သူ့ရဲ့ခြေလမ်းတွေကခေါင်းရင်းကိုဖြစ်တယ်ဖျားစင်ဘောကဖျားเจ้าဆောင်အသားလေးမယူလိုက်တယ်2000တော့တန်ပါတယ်ကိုယ့်အကူစီဖြစ်ပြီးဖျားနဲ့တကွာเจ้าဆောင်ကိုပွေပြီးတော့အိမ်ပြန်လာလိုက်တယ်အမကြီးဒုံဝေတင်ဖျားเจ้าဆောင်ကိုပိုက်ပြီးဘဲကပြန်လာတော့လမ်းမတွေ့တဲ့အတီးတယောက်ကမျက်နှာလွှဲသွားချင်တော့လည်းမဖြစ်သည့်အတွက်မေးမြန်းဆွတ်ဆုလိုက်တယ်ပြုံးကြည့်ကိုအိမ်က2ရက်စာနေပြန်လို့သွားတော့တာပုံးနေလို့2000နဲ့တန်မဲ့ဖျားเจ้าကိုဆွဲယူလာလိုက်တယ်ဒုံဝေတင်စကားကိုကြားလိုက်ရသူအမျိုးသမီးကြီးလည်းချက်သိမ်းမွေးညင်းနေပါထကုန်တယ်ဖျားအတိုးမရလို့ဖျားကိုတင်းလာရဲ့ဆိုပါလားအတော်ကြောက်ပူကောင်းတဲ့မငွေတင်ကြီးပဲမပြုံးကြည့်ပြန်လာတော့မဒုံဝေတင်ဖျားပင့်သွားတာကိုသိရနဲ့အုံငိုပြီးတော့တယ်လေဖြစ်သူပြန်ရောက်လာတော့ဓာတ်နဲ့သွားခုတ်မိဆိုတာဓာဆွဲနေတဲ့ဖြင့်မပြုံးကြည့်လဲသူစောက်ငုံလင်းယောက်ျားဖြစ်သူဒေါသကိုစွာပြီးတယ်လို့ဖြစ်မိဆိုရင်ငိုတိတ်လိုက်ရတော့သည်သူကဲသူပြင်စူးစူးဝါးတရက်လို့သေးသည်ရွာထဲမှာအတိုးလှဲ့သိရင်အတိုး900မရသဖြင့်ပွဲလူသားတော့မပြောသည်ငါးပြီးကိုတင်းယူခဲ့နင်တို့ဖျားပွဲကမှဲ့နေပြီပွဲဆုံးလိုက်တော့တရက်2ရက်လောက်တော့ထားလို့ရပါသေးတယ်ခြံထဲကငါပြောခိုင်ရလဲနှုတ်သေးတယ်နောက်2ရက်လောက်မှအပင်ကငါပြောခိုင်ခုတ်ပွဲလဲစွန်းအတစ်တခါတည်းတင်မယ်အမေကြီးကစားရလားမရှိရဖျားပွဲတော့တင်နိုင်သေးရမယ်အတော်ကလည်းအုံးသီးလဲခြံထွက်မပြောခိုင်လဲခြံထွက်ပဲအပြင်ကဝယ်ရမှာမဟုတ်တာအဲ့ဒါရောင်မင်းကတိုးပေးလို့ရတာပဲအတိုးကတော့ပေးသွားမှာပါကဲအမိဒီနေ့တော့ငါတိုးလာယူတာဘယ်မှလဲ900မနေ့ပြန်မှာပေါင်းယူပါမနေ့ပြန်1000ပေးပါမယ်မလိုချင်ဘူးမနေ့ဖက်ဆို2ရက်ခဖြစ်သွားပြီ1ရက်ခတော့မပေးနိုင်တာ2ရက်ခဆိုဘလို့ပေးနိုင်မှာလဲဒုံဝေတင်ဖျားပွဲစလုံးလာရောက်သွားတယ်ညီတို့ဖျားပွဲကငါပြောသည်မဲ့နေပြီစွန့်လိုက်တော့ငါပြီးဟိုရမယ်ဟဲအတော်မလုပ်ပါနဲ့မလုပ်ပါနဲ့ပြောပေမဲ့ဒုံဝေတင်ကပွဲထဲမှာအုံးသီးကိုမှပြီးဘေးသို့ချနေပြီမပြောသည်ငါပြီးကိုတစ်ခုချင်းထက်နေတယ်မပြောသည်များဖယ်ပြီးအုံးသီးကိုပွဲစလုံးနဲ့ပြန်ထည့်ပေးလိုက်တယ်ဒုံဝေတင်ကပြောသည်ငါပြီးကိုယူပြီးအိမ်ရှိကိုယူလာခဲ့တယ်ငါ့ကိုထည့်ရခဏပေးစမ်းတစဲဝင်တောင်းလင်လှမ်းပေးလိုက်တယ်ဒီနေ့သူအတိုးကပြီးပြီလို့မှတ်လိုက်လေးပြီးပဲယူပါပါတဖီးပဲထားခဲ့ပါမရဘူးငါပြီးတဖီးတရာဒုံဝေတင်ကတောင်းကိုခါးဆောင်တင်ပြီးထွက်လာလိုက်တယ်မိသူပါဖြစ်ဖြစ်ဖျားကိစ္စပဲဖြစ်ဖြစ်လူငွေကိစ္စပဲဖြစ်ဖြစ်ဒုံဝေတင်ကျူးမဆိုင်မရလျင်ဘာမှမဆိုလုပ်မိရွာထိပ်သို့ဒုံဝေတင်ရောက်သွားတယ်ရွာထိပ်မှာဒေါ်ဘူးကျော်တိုင်းရှိတယ်ဒေါ်ဘူးဒေါ်ကျော်အောင်ပြောသည်ဖီးချမ်းမဲ့ပါတယ်ဒုံဝေတင်ဘယ်မှချလာတယ်မိလုံးပေါ်အကျွေးမပေးနိုင်လို့ငါသိမ်းလာတယ်ဒေါ်ဘူးသမီးမေးသည့်စကားကိုပြန်ဖြေလိုက်တယ်ကဲငါပြီးကိုရှေ့ရပေးဟင်မများလုံးလားဟဲ့ဖီးချမ်းတစ်ဖီး200ဈေးရဲတော့ဝယ်ကြည့်စမ်းရမလားလို့အခုငါဖီးချမ်းနေရတစ်ဖီး150လောက်နဲ့ပေးတာလားနင်တို့မြူရင်ဈေးရဲကငါပြောဆိုင်မှာတော့တွင်းလိုက်မယ်
哦，这话嘞，你那边小么啦？标记呀吧，有来嘛不？对那嘛，谁也不是比打来的。同位的呀，手头路塞的路皮，没需要许多少人。主要是呀，俺呀，也苦手些呀，都要灭来的。同位的呀，我也没说公路的，那种东龙站的概念，都过来那么样。像我们来回答你他嘞，说人嘛，谁也嘛，都故事里面写。你把说明嘞，都谈跟咱那定下来。一些为嘛前面13给人拉家嘞，都给都下的面为哪来呢都，同为的打的面来偏不掏，都打东呀我按照差别比为眼里头老少投别，你投别会眼里我都忘了，没了这么干的路眼里工作了，我是偏不啦嘞，特别的钱嘛没投别，啥子也没吸，说来比得上啥了，加了。他都要眼里面预备，没有谁也他等呀，老家嘞。其中大家都是年都现在这边，因为老干的片，是我都得开。那个啊，那龙都龙玩那把的片，谈概念，谈了快面他嘞。土的人用动为定价，路用的要为别为大批度那龙台、东龙台龙的讲，只有的人比谁的。动为的是那讲大批度讨难山多嘞。每个批度那龙台、东龙台路上你们第八里呢，不可能单样么啦，胡说啊，大批度越来前面批的。为难不得人的3年么标呢？对大人呢，困不了得这做批的。特别个批度啊，越要卡啥批的，每个批度教育的批，每天加拿大嘛不半年么些，同为的谁做的？说嘛都得明年顶多做么对，都得没有要加没把来钱拿没，都叫等你的下带下来，都没有那么差别的，明年。因为在买讲哩没修啦，没有在别搞嘛没在用。他说你里面有没西嘛哦？你有钱来讲哩别大钱啊？俺是要来片到我谁么姑呢？姑吧哦，我第一年咯，姑哩挪威么龙威路呢？那晒他别把说了，还没呀么别来有嘞。特别呢没别什么苗嘞嘛哦，嘿，你姑东要路俺龙老别为，哎啷来差别为。သူတို့အတုံးမကြလို့ငါးစီကလက်ဖြန့်လာတောင်းတာငါထပ်ပေးရအောင်မလားပြီးတော့မိန်းကလေးဆိုတာမိဘငွေဆိုင်ပြီးတောင်းပေးရမှာမဟုတ်ဘူးကယောက်ျားလေးဘက်ကတင်တောင်းလေးနဲ့ထားရမှာအမေကသမီးကိုတင်တောင်းမဲ့သူစောင့်နေရပါဟုတ်လားအဲ့ဒါအမှန်ပေါ့တကူသားစင်တင်တောင်းလို့ကတော့ငါအတွက်ပဲပေါ့ငါမွေးထားတာဒီလောက်တော့ယူရမှာပဲအမေကိုကြောက်ပြီးဘသူမှလာတင်တောင်းရဲမှာမဟုတ်ကျမလည်းအိမ်အောင်ပြုတော့အေးညီအိမ်အောင်ပြုရင်ဒီနေ့ဒီချိန်ကစပြီးငါလုပ်တွေဝင်ကူပြီးတော့တပင်းဖြစ်သူကအိမ်မှာထမင်းချက်တယ်အိမ်ဆောင်တယ်မိခင်လုပ်ကိုတော့ဝင်မကူပေးပဲခေါင်းရှောင်နေခဲ့တယ်ဒီလိုလဲဒေါ်ဝေတင်အသက်60ရောက်တဲ့အချိန်မှာလူကြီးယောဂနဲ့ရုတ်တရက်တည်ဆုံးသွားခဲ့တယ်သူတည်ဆုံးတော့ဒါ3ယောက်နဲ့ချွေးမများအိမ်ပေါ်ရောက်လာကြတယ်တစ်တာတွေဖွင့်ပြီးရွှေတဲ့ရတနာများလာရှာကြတယ်ဘလို့မှရှာမတွေ့ဘူးဘီရိုထဲမှာပတ်စံ3သိန်းခန့်သာတွေ့တယ်ထုံဝေဖြစ်နိုင်ကိစ္စလောက်ကန်ရတယ်။ဒုံဝေတင်တည်ပြီးနောက်နေ့မှာအခေါင်းသွင်းလိုက်ရတယ်။တညလုံးမြောက်တဲ့နေ့မှာအခေါင်းကြီးကပုတ်ပွားတက်လာတယ်။တအိမ်လုံးပုံနဲ့နေမခံနိုင်ကြတော့အခေါင်းသွင်းပြီးအိမ်ပေါ်မှာမထားဘဲနဲ့ချန်ရှိထုတ်ထားလိုက်ရတယ်။အိမ်ပေါ်မှာစောင်းအိမ်နေသူတွေကိုလည်းခြေထောက်ကလိုက်ဆွဲတယ်အပုံနဲ့နေပြီးတယ်။ဘယ်သူမှကောင်းအောင်မအေးရဘူး။3ရက်မြောက်တဲ့နေ့မှာတော့အလောင်းကိုမြေချရပြင်ဆင်ကြတယ်။တန်ဃာတော်များပြင်ပြီးရောတရားနာကြတယ်။ထိုချိန်ချန်ရှိရအခေါင်းကြီးပွင့်ထွက်လာပြီးတော့လောက်တီအဖွေးသားထွက်လာတယ်။အဖုံးနဲ့မခံနိုင်ကြတော့အိမ်ပေါ်ကတရားနာတဲ့သူအနေငယ်တာရှိရောတယ်။အာသူဘချတဲ့အချိန်မှာလည်းလူမရှိလို့ရက်သမားများကိုစိတ်ချက်အရက်မူးအောင်တိုက်ပြီးတော့တင်းကျန်းအောင်ပို့ဆောင်ရတယ်။လောင်းစီနဲ့အခေါင်းများကိုကျိုးရည်နဲ့အထက်ထပ်ပတ်ပြီးတော့တင်းကျန်းအောင်တည်သွားရတယ်။လောက်တီအထွေလိုက်ထွက်နေတဲ့ဖြင့်လိုက်ဖို့တဲ့သူမရှိတော့ပင်အဖုံးနဲ့အလောင်းတည်သွားတဲ့လျှောက်လုံးနန်းအောင်ပြီးတော့ကြံခဲ့။တားနှစ်ယောက်နဲ့ရမူးသမားများတင်းကျန်းအောင်လျှောက်သွားတယ်။ချိုတင်ပြီးတော့မြေတူးထားတော့ရောက်တာနဲ့တခါတည်းမြေမြုပ်လိုက်ရတယ်။ဒုံဝေတင်အသက်ရှိစဉ်ကဖះမှန်းမသိတရားမှန်းမသိလူတွေပေါ်ကျင်နာကောင်းရမှန်းလည်းမသိတေတော့အခါမိသူတူဦးတယောက်ပင်မှမကန့်နိုင်အောင်သူ့ခန္ဓာကိုမြေမကျမိပင်လောက်တီတဖွာဖွာစားခံနေရသည်တေသွားသောဒုံဝေတင်သူပိုင်ဆိုင်တဲ့ရွှေငွေရတနာတွေကိုဘယ်မှာတွားမြုပ်ထားသည်မိသူတူဦးတယောက်မှမသိပြီးတော့သားမီးနှစ်ယောက်တည်းနေသဖြင့်တန်မိုးရှိရန်လာများကိုနဲ့မခွာထားပါကတကူဓမြရန်ကိုစိုးရင်ရတယ်။ဒါကြောင့်လုံခြုံတဲ့နေရာမှာတိုးဝက်ထားခြင်းဖြစ်ပေမည်
ငွေကြေးဟာနေ့စဉ်လည်းပတ်နေတော့အလွယ်တကူရှာတွေ့ခြင်းဖြစ်သည်သူနှင့်ငွေကြေးယူသွင်းသူများဒုံဝေသည်တည်ဆိုးသည်ကိုဝမ်းမတန်နိုင်ကြအနေကြီးယူသားသူများကတော့အိတ်နိုင်စားနိုင်ကြသေးသည်ညများယူသားသူများကောင်းကောင်းအိမ်မဝင်တော့မတိခင်တည်းကငွေမျက်နှာသာကြည့်သူတေဝါရင်ဝင်းကြီးဖြစ်နေ6လန့်ခံရအောင်မအစိုးရနေကြသည်အလောင်းမြေကြပြီးရဲ့ညမှာပင်အိမ်ပေါ်မှာဒုံဝေသည်စပြီးတော့တောင်းချမ်းมาတော့တယ်တိန်တော့ပုံနဲ့နေဆိုင်နေရဲ့စားတော့စရာပကံများမှာလောက်တွေတွေ့နေရတယ်ဒါအေးလာသူများကိုဧခံဝဲရသောပေးကြီးသောလက်ဖက်များလောက်ကောင်များအဖွေးသားရှိနေသည်အပုံနဲ့များမခံနိုင်သဖြင့်ချွေးမများအားလုံးပြန်ကုန်ကြသည်ရက်လက်မီနှင့်အချိုညမှာမိသားစုအားလုံးပြန်ဆောင်ကြသည်နောက်နေ့တည့်ရက်တရားနာဆုံးခဲ့ရန်ဝေချမ်းချက်ပြုတ်နေကြသည်ဖုန်ကြီး၅ပါးပင်နာသည့်အတွက်ဝတ်သားချက်သားငါဟင်းကြီး၃မျိုးကိုချက်နေသည်မကင်းရမကင်းကြောင်လာကြမည်ရွာသူရွာသားများကိုလည်းဝတ်သားဟင်းဖြင့်ဧခံကြပြီဖုန်ကြီးများမကြောခင်ထိထမင်းများဟင်းများအားလုံးအကောင်းတိုင်းရှိနေသည်ဖုန်ကြီးများကြွပြီးတရားရင်နာကြသည်ရေစက်ချအမျှဝေကြသည်ပြီးတော့ဖုန်ကြီးများကိုစွန့်ခဲ့ရန်စွန့်ပွဲပြင်ကြသည်ဟင်ထမင်းထဲမှာလောက်တည်ဟုတ်ပါရဲ့ထမင်းပူပူလောင်ထဲမှာဘယ်ကလောက်တည်ရောက်လာလဲဒုံဝေတင်ဖြစ်မှာပေါ့ရေရောက်ခမှသူ့ပစ္စည်းဖုန်းကြီးအောင်မတရာအောင်ဘယ်လိုလုပ်လဲတယောက်တကုံပြောနေကြစဉ်ဖုန်းကြီးများလည်းကြားသွားစီဖုန်းကြီးတို့ကြောင်းပြန်ပြီးဖုန်းလို့အချိန်မီပါသေးရဲ့ကဲလိုက်ပို့ကြတခါမှကြီးလူဘွားစိတ်ကားမကောင်းခဲ့လို့တေးပြီးရနဲ့ခန္ဓာကိုယ်ပုတ်ပြီးလောက်တီတဖွာဖွာတက်ခံလိုက်ရတယ်မဟုတ်လားအခုလဲသားသမီးရဲ့အခုတွင်အောင်လုပ်ပေးမလို့စွန့်ကတ်တာတော့သူတစ်ပါးစားမှဆိုလို့ဖြည့်ဆည်းဖြစ်တယ်အတီတရားရပါတော့တခါမှကြီးကောင်းအောင်ရအောင်တီတရားရပါတော့ဘိုးကြီး၅ပါးကိုလဲနဲ့တင်ပြီးဒုံဝင်ခင်သားငယ်ဟောလိုက်ပို့တယ်လောက်တက်နေတဲ့ထမင်းများကိုအိမ်အောင်ဘေးမှာသွားပုံလိုက်ပြီးအိုးကိုဆေးကဆန်လပီထည့်ပြီးချက်လိုက်တယ်ဆန်လေးပြီးချက်သွားတော့ထမင်းအိုးသူမရသဖြင့်ဆန်တပီသားလျင်ချက်ကြည့်ရင်ဆုံးဖြတ်လိုက်တယ်ဘုန်းကြီးတော်ကပြောဆိုသွားသဖြင့်ဒီတရားရပြီးထမင်းနေရင်းတို့ဆောင်းဝင်းဖြူမိဦးထင်တာအထင်နဲ့မြင်နေတာတခြားစီဖြစ်သွားတယ်ထမင်းချက်၍စားမိဖြင့်တော့ဟင်းထဲမှာလောက်တွေဘယ်ကဘလို့ရောက်လာမှန်းမသိအားလုံးတွေးကြရတယ်။တာကြီးဖြစ်သူကလည်းမိခင်လုံးရဲ့တော်တော်စိတ်ကုန်သွားတယ်။ထမင်းနေဟင်းနေအားလုံးကိုခြံနောက်ဘက်ကိုတည်သွားပြီးမြေပေါ်ကိုတွန်းချပစ်လိုက်တယ်။ကဲဘယ်သူမှမစားတာမတရရင်လည်းအမေတယောက်လည်းစားပစ်လိုက်တော့ဆိုပြီးတော့ထိုနေရာကနေပြန်ထွက်လာခဲ့တယ်။ထိုညအာသုဘအိမ်မှာတယောက်မှစောင့်မအိပ်တော့ဒုံဝေသိန်းသမီးလည်းအကိုကြီးအကြီးဆုံးအိမ်ကိုလိုက်သွားတော့တယ်။တကားကိုလည်းပိတ်ထားခဲ့တယ်။ရက်လေတရားနာကြတော့လေဒုံဝေသိန်းကတရားနာမယ်မဟုတ်ထိုညတညတော့အိမ်ပေါ်မှာတန်မျိုးစုံရှားရတယ်။ဝုန်းတိုင်းကိုကျဲနေရပဲလို့ဆိုတယ်။နောက်ပိုင်းအကျွေးယူရတဲ့သူများအိမ်ခေါင်မိုးများကိုလေခဲအိမ်နဲ့တွားပစ်တယ်လို့ဆိုတယ်။ခြံထဲမှာတညလုံးပုံနဲ့နေဆိုင်နေလို့လည်းပြောကြတယ်။အချို့အိမ်များဒုံဝင်တင်အကျွေးရှိသူကိုထင်မခံလို့တဖြင့်ပုံနဲ့နန်သူကိုထုံမပြောကြအောင်။ခဲလုံးအဖြစ်ခံရတဲ့အိမ်များအနီးနားပတ်ဝန်းကျင်ကပါကြားသဖြင့်တိတ်တိတ်လေးရှို့နေလို့မရအောင်။အကျွေးမကင်းသူများလို့ပါအထင်ခံရတယ်။ရချားစုသူလိုခဲများနဲ့အဖြစ်ခံရအပုတ်နဲ့ပြီးခံအိမ်ုံထူးရိုက်ခြင်းခံရနဲ့အေးပက်ပေါင်းလည်းများနေပြီအိမ်ကြီးပေါ်ညာရောက်တည်နဲ့တက်ခေါက်တံများခုံပုတ်တံများနဲ့အနီးပအိမ်တို့ကပါကြားနေရတယ်တချံလုံးညာရောက်တည်နဲ့ပုံနဲ့များလှိုင်နေတယ်အနီးအိမ်ကပါပုံနဲ့ကိုမခံနိုင်လို့ပိတ်ထားတဲ့တကားများညာဘက်ချလို့ရှိရင်ပွင့်ကုန်ပြီးအိမ်ပေါ်မှာတဲရဲမှကြီးလမ်းလျှောက်နေရအောင်တွေ့ရတယ်လို့ဆိုတယ်တခါတလေလမ်းထိပ်မှာထိုင်နေရအောင်လည်းမြင်ရတယ်ထို့ကြောင့်အနီးပါးမှာနေထိုင်သူတို့ကတဲရဲနေရင်ဆရာကိုပြင်ရတယ်။ဒုံဝင်သိန်းသားကြီးကိုယ်တိုင်ဆရာကိုပင့်ခေါ်လာတယ်။အိမ်မော်ရောက်တော့ဆရာကတဲရဲမောင်ဆင့်ခေါ်တယ်။တဲရဲမမိသူထံမှဝင်မလာဘဲနဲ့ဆရာကိုဂျွန်းတို့မောက်ခုံဖြစ်အောင်လုပ်ပလိုက်တယ်။အနောက်ဝေးရောက်ကံပြတ်တယ်။တိုင်းနဲ့ခေါင်းနဲ့ဆွဲဆောင်တယ်။ဆရာလည်းတဲရဲမယူသူနိုင်တော့ဘူးဆိုတာလက်ဆွဲကိုဆွဲပြီးတော့ဆင်းပြေးရောတယ်။ဖုန်းကြီးပြင်ပြီးတော့ပရိယူကြပြန်တယ်။အိမ်ပေါ်ကနေအိမ်အောက်ပုံနဲ့မခံနိုင်လို့တဖြင့်ဘုန်းကြီးတော်များပရိကိုဆုံးအောင်မကျွနိုင်မင်းနဲ့အသက်ရှူချက်ကဆင်းသွားတော့တယ်။နှစ်ဆောင်ပြိုင်ခြေတန်းရှိအိမ်ပေါ်ကတဲရဲမကြီးမင်းမှုနေသေးတော့တယ်။ဆရာလေးကြော်တိုက်ကိုလာပင့်ခေါ်သူဦးညွန့်နဲ့ကိုမျိုးဝင်းတို့ကတဲရဲမကြီးဒုံဝင်တဲ့အကြောင်းကိုတလန်းလုံးပြောပြလာခဲ့တယ်။ဦးညွန့်ကိုပြောတဲ့အတိုင်းသာဆိုလူဘွားတွေကဖျားကိုလည်းမျိုးသေးလူတွေကိုလည်းတနာကိူနာမရှိဆိုတော့တေပြီးတဲရဲဖြစ်တာမဆန်းပါဘူး။အဲ့ဒီဖွားကြီးတဲရဲဖြစ်မယ်လို့တော့မထင်ဘူး။ပိဋ္ဌာဘဝကိုရောက်သွားမှသိကြသလောက်ပဲတေပြီးအောင်သူဖြစ်စီလူတွေဖုံးကြီးစားတော့ဖြစ်မှဆိုလို့နှောက်ရက်မျိုးစုံပြီးရဲ့အတော့ဆိုးတဲ့တဲမာကြီးပဲ
ရွာကိုရောက်ရင်ကျွန်တော်သူ့အိမ်မှာနေရမှာလေတရေမကြီးရှိရဲ့အိမ်ကိုသွားလို့မဖြစ်ဘူးညမသွားရင်မနေ့ဖန်သွားမှဖြစ်မှာပေါ့ဆရာလေးတရေမကြီးကိုနှိမ်နှင်းပေးလို့ရအောင်ဆရာလေးကိုပင့်လာလေတရေမကြီးကိုသူ့အိမ်ကထွက်သွားအောင်နှင်ပေးမှာပါဒါပေမဲ့ဒီကိစ္စကိုသူ့အိမ်မသွားပဲလုပ်လို့ရပါတယ်ဆရာလေးတဲဖို့ကတော့ကျွန်တော်အိမ်ဖြစ်ဖြစ်ဦးညိုအိမ်မှာဖြစ်ဖြစ်နေထိုင်လို့ရပါတယ်ဘွားကြီးအိမ်နဲ့နီးနီးနားနားမှာပဲနေမယ်ဒါဆိုဦးညိုတို့အိမ်မှာတဲပြီတော့ဦးညိုအိမ်ကဒေါ်ဝေတင်နဲ့တချံပဲချားတယ်ဆရာလေးကောင်းတယ်ဦးညိုအိမ်မှာတဲမယ်အချိန်က3 လခန့်ရှိပြီရှေ့ကရွာပဲဆရာလေးရောက်ပြီရွာအင်ဂျီ350ကျော်ရှိရဲ့ချောင်းနဲ့ပြန်ရွာကိုအရှိလိုက်တည်တာတော့ရွာတန်းရှိဖြစ်နေတာရွာမှာအလျားလိုက်လမ်းလမ်းမရှိရဲ့ရွာရောက်ရင်ကျွန်တော်တခုကူညီကြက်တကောင်ချက်ပေးပါထမင်းအိုးနဲ့စံကြောက်ဘူးချက်ပေးပါကျွန်တော်စားလို့မဟုတ်ပါဘူးရပါတယ်ဆရာလေးဒါအပြင်ဘာလုပ်ပြရအောင်လဲဒီရွာမှာနောက်ဝင်တယ်ရှိလားရှိရဲ့နောက်ဝင်တယ်ဒေါ်ညွန့်ရှိရဲ့လက်ကတော့ပေါ့တက်50လောက်တော့ရှိပြီအဲ့ဒီဒေါ်ညွန့်ရှာပြီးကျွန်တော်စီခေါ်လာခဲ့ပြီဗျာဒေါ်ညွန့်နဲ့ကျွန်တော်အိမ်ကမျက်စောင်းထိုးနေကြတာဦးညွန့်အိမ်ကိုကျွန်တော်ခေါ်လာခဲ့မယ်စကားမပြတ်ခင်ပဲထောင်ဟာကမ်းမှာထိုးကတ်သွားတယ်ကမ်းဆက်မှာလူငယ်လေး3 ယောက်ရှိနေတယ်ပဲထောင်ကိုဖမ်းဆွဲပြီးကျိုးယူကငုံမှချီလိုက်တယ်လာဝင်ရင်လှေမလူးအောင်ထိန်းထားပြီးအောင်ငါတို့စင်အောင်ပဲဆရာလေးမျိုးဝင်းကိုကင်ပြီးအောက်ကိုဆင်းပဲထောင်ကလူနေတဲ့ဖြင့်ရဲမကြောက်အောင်နေဆက်ရလူကိုဖမ်းကင်ပြီးလေဘောဆင်းလိုက်တယ်ဦးညို့ဘယ်ကပြန်လာလဲအောက်ဆုံရွာနဲ့အေးစုရွာကိုသွားတာအဲ့ဒီရွာလည်းမင်းသိလားမသိဘူးမသိရင်ဆက်မစုနဲ့လာဝင်းနဲ့မျိုးဝင်းနဲ့လိုက်ဝါပြီးရင်သူနဲ့ဝိုင်းခုလောက်ကင်ပြီးလိုက်လာဝင်းလည်းဘူးမသိပါမသိနဲ့ကိုမျိုးဝင်းတို့နောက်ကိုလိုက်ဝါပါတော့တယ်ကျော်တိုက်ကဦးညွတ်သွားရအောင်လိုက်ခဲ့ဒါဒီရွာရဲ့မနက်စည်းပေါ့အနီးနားရွာတွေကလာရောက်ကြတာငါးရှာရသမျှဒီမှာလာရောက်ကြတယ်ညနေပိုင်းတော့အိမ်ဆိုင်မဲရှိရော5 မိနစ်ခန့်သာရှောက်လိုက်ရတယ်ဦးညွတ်အိမ်တို့ရောက်ရှိလာခဲ့ရဲ့ဆရာလေးဟိုးကမြင်နေရေနံဝါနေရဲ့နှဆောင်ပြန်အိမ်ကြီးပဲတဲရဲမှဒုံဝင်တဲ့အိမ်ကျော်တိုက်လဲခြေတန်းရှိအိမ်ကိုတေချာလဲကြည့်မိလိုက်တယ်တဲရဲမကြီးကိုကြောက်ပြီးတားရီသမီးအိမ်ကြီးကိုဒီတိုင်းပစ်ထားရတယ်မိသားစုစုံစုံလင်လင်တက်တိုက်ဝင်ဝင်ရှိရမယ့်အိမ်ကြီးပါအတ္တလွန်လာတော့အိမ်ကြီးရှင်တဲရဲမအပိုင်ဆိုးရတယ်ဒီကိစ္စမဖဲဝါအကူကြီးတောင်းပြီးဖြေရှင်းမှာပါကြောတိုက်တဲ့တဲရဲမကြီးကိုမရှင်းပြနိုင်ကိုမနိုင်မှန်းသိရနဲ့တွားရှင်းပြရင်မယ်ဆိုလို့ရှိရင်လည်းကိုတိတ်ခါကိုချတယ်လို့ဖြစ်သွားလိမ့်မယ်တို့ကြောင့်တရေကိုတရေနဲ့သာရှင်းပြစီတော့မီယူဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်တယ်ကျော်တိုက်လည်းဦးညွန့်အိမ်ပေါ်မှာထိုင်ပြီးဦးညွန့်သားခတ်ပြီးလာတော့တောက်ရီကိုဝါတောက်လိုက်တယ်ခဏနေတော့ကိုမျိုးဝင်းနဲ့အတူအတန်50ဝန်းကျင်ခန်းလောက်ရှိရဲ့အမျိုးသမီးကြီးပါလာတယ်ဒေါ်ညွန့်ဆိုတော့နောက်ကတော့ကြီးဖြစ်နေဦးကျော်တိုက်ကအထင်တွေးမိလိုက်တယ်မျိုးဝင်လာဝဲအောင်ပါလာဦးလားဒေါ်ဝင်းတင်ရဲ့သားကြီးကိုတိုက်ထုံးကိုတော့ခေါ်လိုက်လေအေးကောင်းတယ်တိုက်ထုံးပါလာကိုပူကောင်းတာပေါ့သူကတွေးသားရင်ပဲသူ့ကိုတီးပေးလို့တော့ဖြစ်ဘူးဆရာလေးဒါနဲ့ကတော့မညွန့်မယ်ဦးညိုကဒေါ်ညိုနဲ့မိတ်ဆက်ပေးတယ်ကိုညိုကျုပ်ခေါ်ခိုင်းတယ်ဆိုလို့ဒီဆရာလေးခေါ်ခိုင်းတာကျောင်းကိစ္စကတော့ဆရာလေးပဲရှင်းပြလိုက်မယ်ဒီရွာမကျွတ်လို့ပဲ6 လနေရဲ့ဒေါ်ဝင်းတင်ရဲ့ဝင်းကြီးကိုအင်ကြီးပေါ်ကဖေးရှားလို့ရအောင်ဒေါ်ကကျွန်တော်ဝိုင်းကူညီပေးရမယ်အမလေးတော်အိမ်ပြန်ပြီးထမင်းအေးဆေးစားပေးရစီဒီမန်းဝင်းတင်တဲရဲမနဲ့ထိတ်တိတ်မတိုးပေးရစီနဲ့ဒေါ်ဝင်းတင်နဲ့မတိုးပါဘူးကျွန်တော်စကားပြောလောသွားလို့ပါရွာတင်းရိုက်ဘယ်နားမှာလဲဒီရွာရဲ့အနောက်ဘက်မှာရွာနဲ့တိတ်မွေးရပါဘူးဒီညတင်းရိုက်ကိုဒေါ်ရဲ့ကျွန်တော်ရဲ့ဒီကလိုက်ချင်သူ3 4 5ယောက်ရဲ့သွားကြမယ်ကျွန်တော်ကမဖဲဝါကိုပြင်မယ်မဖဲဝါရောက်လာရင်တော့ကိုပေါ်မှာပူးကတ်ခိုင်းပြီးကျွန်တော်တိလိုတာပြောပြခိုင်းနေမယ်ငါဂျားခံလုပ်ပေးရမှာပေါ့ဟုတ်လားမဖဲဝါငါ့ကိုဝင်ပူးမယ်ဟုတ်လားဟုတ်ကဲ့ဒီလိုဝင်ပူးပြီးကျွန်တော်တိလူသမျှသူပြောပြပါလိမ့်မယ်ဟောကောင်းရင်တော့ငါမကြောက်ပါဘူးတယောက်2 ယောက်ထဲတော့ငါမသွားဝင်ဘူးကျွန်တော်လည်းလိုက်မယ်မညောဒိန်းထုံးနဲ့မျိုးအောင်တို့လည်းလိုက်လိမ့်မယ်3 ယောက် 4 ယောက်လောက်ဆိုငါသွားဝင်ပါတယ်ကဲဒါပဲလားဘယ်ချိန်သွားရမလဲဆိုတာလည်းပြောအောင်လေည8 နာရီထိုးပြီးရနဲ့သွားကြမယ်ငါအိမ်မှာရှိရင်မျိုးဝင်းကိုလာခေါ်ခိုင်းလိုက်ဒေါ်ညွတ်အိမ်ကပြန်ထွက်တော့လာဝင်းနဲ့ဒိန်းထုံးတို့လည်းရောက်လာကြတယ်လာကိုဒိန်းထုံးအေးရောသွားပြီးဆရာပင့်တာ
ဆရာကြီးကဒီဆရာလေးကိုထည့်ပေးလိုက်တယ်ဒီရွာအခက်ခဲငါးတစ်ပည့်ကဖြည့်ရှင်းပေးလိုက်မယ်လို့အဲ့ရွာဆရာကြီးကပြောပြီးဒီဆရာလေးကိုထည့်ပေးလိုက်တာထိုလူများ၏စကားပြောပုံအသွာလာမျက်နှာမူရာရကြော်တိုက်ပါလာသည်ကိုအားမလို့အားမရဖြစ်နေပုံရတယ်သူတို့ဦးတိုက်သွားရောက်ပင့်ဆောင်တဲ့ဆရာကြီးကိုတွေးပါလျက်နဲ့အသက်ငယ်တဲ့လူငယ်ဆရာလေးတယောက်ကိုထဲလိုက်တဲ့အတွက်ကြောင့်လည်းစိတ်ထဲမကြည်မလင်ဖြစ်နေပုံရတယ်ကြော်တိုက်မျက်နှာရေးမျက်နှာကဲခတ်ပါတော့လဲမတိရန်ဖြူကကိုလှုပ်เสียရှိရကိုဆက်လက်လှုပ်ဆောင်နေတယ်ကိုမျိုးဝင်းနဲ့မောင်လာကျွယ်တို့ကကြက်တကောင်ကိုယူလာပြီးချက်ပြုတ်ရန်စီစဉ်နေကြတယ်။ဦးညိုစနီးယာထမင်းချက်နေရဲ့အိမ်သားများနဲ့ကြော်တိုက်တူစားရန်ကိုစီစဉ်နေတယ်။ဒေါ်လေးစမ်းချောက်လုံးကိုအိုးလို့တလုံးနဲ့တက်တက်စီချက်ပေးအောင်နော်။အေးထမင်းစားဖို့ချက်ပြရနဲ့မင်းတို့လောက်ကင်နေတဲ့ဟင်းရောထမင်းရောဆက်ပြီးချက်ကြတာပေါ့။ည9 နာရီမထိုးခင်ချက်မှာပါ။ဆရာလေးကတော့9 နာရီထိုးအားလုံးရရင်ရပြီလို့ပြောတယ်။ထင်းမီနဲ့တိတ်မချက်ရပါဘူး။အိမ်အတွက်ချက်သားနဲ့ဘူးစီကိုစီးကြံရီကြံချက်နေကြတယ်။9-6 နာရီခန့်အိမ်ရောက်နေသူများရောအိမ်ရှင်များရောကြော်တိုက်တို့ပါဦးညွန့်အိမ်မှာချက်သားနဲ့ဘူးစီချက်ထမင်းစားကြတယ်။ခေါ်နိုင်ခန့်ချက်သားရင်းနဲ့ထမင်းချက်သွားတော့တောင်းတီးတီးသလုံးနဲ့ငပြောရွက်များခင်းပြီးထမင်းများထည့်လိုက်တယ်။ဟင်းကိုငပြောရွက်ထမင်းပေါ်ဖုံးပြီးထိုငပြောရွက်ပေါ်တင်ထားလိုက်တယ်။8 နာရီကျော်တော့ကြော်တိုက်ဦးဆောင်ပြီးဒေါ်ညွန့်ဦးညိုကိုသိန်းထိုးကိုပြုံဝင်းတို့တင်ချိုင်းရှိရာစီတို့ထွက်လာခဲ့တယ်။ကိုသိန်းတို့ကထမင်းတောင်းအောင်ထမ်းလာခဲ့တယ်။တင်ချိုင်းရောက်တော့ကိုတလုံးပေါ်ရှင်ပြီးငပြောရွက်များခင်းအားထမင်းများဟင်းများကိုပုံလိုက်တယ်။ရေပလင်းနဲ့ရေကိုဖလားလုံးနဲ့တွန်းထည့်လိုက်တယ်။ဒေါ်လေးဒီကူဘေးမှာဒူထောက်ပြီးထိုင်နေပါ။စပင်းကိုဖြီးပြီးကြောပေါ်ချပေးတာပါ။ဒေါ်ညိုကကြောတိုက်ဖြစ်စီခြင်းတဲ့အတိုင်းလိုက်လုပ်ပေးလိုက်တယ်။လှုပ်ချီထားတယ်။မဘဲဝါကိုကျွန်တော်ပြင်တော်မယ်။ဦးညိုကိုနည်းနည်းတော့ဆုပ်ပြီးရပ်ပေးကြပါ။အရှိကနေထွက်အနောက်နေဝင်တောင်ငါးခုနောင်တူးခုအတွင်းမှာမဖဲဝါရှိသည်ဆိုပါကအီနီယာအီရက်တို့ခေတ္တခဏလာရောက်ပြီးပါရင်ဖိတ်ခေါ်ပါတယ်ခင်ဗျာတစ်ချိန်ခေါ်ဒီမထူးကြနှစ်ချိန်ခေါ်ဒီတိတ်ဆိတ်နေသည်တောပိုင်းတောင်ပိုင်းနယ်ပိုင်းအပေါင်းတို့မဖဲဝါရှိသည့်နေရာတွေးသည့်အရက်မှအီနီယာသို့ဆေးလွတ်ပေးပါရန်တောင်းပန်အပ်ပါသည်မဖဲဝါခင်ဗျာအကူအညီတောင်းစရာရှိပါသဖြင့်အီနီယာအီရက်တို့စားပွဲများလဲတောင်းဆောင်ရန်ကြွားရောက်ပေးပါဟိုရုတ်တရက်တင်းချိုင်းဝင်းကျင်တစ်ပင်တို့သည်လင်းမတိုက်ပဲလှုပ်ခါသွားသည်ဒုံညွန့်တကုံလုံးတွန့်နေပြီးဂူပေါ်သို့ထိုင်ရနေရာမှခုန်တက်လိုက်သည်ထမင်းပုံကိုခွာထိုင်ပြီးချက်သားများနှင့်အတူစားနေလေတော့သည်ပါသမျှအယူရောအသားပါမကျန်အကုန်စားနေသဖြင့်လိုက်ပါလာသူဦးညိုတို့လူစုကြည့်ပြီးအံ့ဩနေကြသည်တိုက်ကြော်လာဟေ့ဟုတ်ပါတယ်မဖဲဝါခမငါ့ကိုခေါ်တာဘာကိစ္စရှိလို့ဒီလိုပါဒီပေါက်ပင်ရွာမှာဒေါ်ငွေတင်ဆိုတဲ့အတော်ကြီးတည်ဆုံးသွားပြီးမချွတ်မလွတ်ပဲတဲတက်စီဖြစ်နေပါတယ်ဒေါ်ငွေတင်ဟာသူ့အိမ်ဝင်းကျင်ကိုဘယ်သူမှလာမနိုင်အောင်နေ့စဉ်အပုံနှံနေပေးနေပါတယ်အင်ကြီးပေါ်ကနေတဲ့အတန်မျိုးစုံပေးနေပါတယ်အနီးနားပတ်ဝန်းကျင်မှာနေထိုင်တဲ့သူတွေဟာအပုံနှံကိုနေ့စဉ်ရှူရှိုက်နေရပါတယ်ဒါကြောင့်ဒီဒေါ်ငွေတင်ကိုအင်ကြီးပေါ်ကနေဖယ်ရှားပေးစီလိုပါတယ်ဖះမရှိတရားမရှိလူဘဝအသက်ရှင်စဉ်ကမဆရီယာစိတ်တွေဖုံးလွှမ်းခဲ့လို့တည်သည့်အထိပဲဒီစိတ်ကပါသွားတယ်စားရမယ်တောက်ရမယ်ပိတ်တာဘဝမျိုးရောက်နေတယ်ဒီတည်းမှကြီးအကျိုးရအောင်သားသမီးလှုပ်ပေးမှရမယ်ဒေါ်ဝေတရားမနာလိုဝင်တူစိတ်ကြီးနေရသူလူတွေတက်အကြီးကျယ်ဖြက်လို့ဖြက်စီလုပ်နေရင်တော့သူ့ကိုလူတွေကြားမထားပဲတင်ញိုင်နဲ့ခေါ်သွားမှာသူ့ကိုကျွလွန်အောင်အစားတော့စားရအောင်လုပ်ပေးနိုင်မှုခွင့်ရရှိသေးတယ်ဒီကိစ္စကိုသူ့သွေးသားရင်းနေလုံးမရမယ်ဒီထဲမှာသူသားပါတယ်မဟုတ်လားဟဲ့ဟုတ်ကဲ့ပါပါတယ်ခင်ဗျဒီချာချာနားထောင်အိမ်သာဘေးမှာရေကပြင်းကိုအုတ်ကုံနဲ့လှုပ်ထားတယ်မဟုတ်လားရေကပြင်းနဲ့အိမ်သာဘေးမှာလူခါးဆက်လောက်တူးကြည့်စေုံသေးလေးနဲ့မြုပ်ထားတဲ့လက်ဝက်လက်စားတွေတွေ့နေမယ်တဝက်တီတီဖော်ပြီးကျန်တဲ့တဝက်ကိုအညီမြ၄ပုံပုံပြီးမောင်နှမ၄ယောက်ခွဲယူကြအိမ်နဲ့ခြံကိုညီမလေးကိုပေးလိုက်တဝက်တီတီခွဲထားတဲ့လက်ဝက်လက်စားတွေကိုကုန်ရောင်းပြီးအချို့ကိုဖျားတဲ့ကြောင်ဆောက်ရမှာအမိတ်နမယ်နဲ့လူအချို့ကိုဘုံကြီးတော်တွေတင်ကန်းလူဖျားကိုရွှေတင်ကန်းကတ်လူအချို့ကိုဘုံကြီးတော်တွေစူးစားစည်းအတွက်လူကျန်တာကိုအမေအတွက်ဘုံကြီးပြင်ပြီးအမျှဝေလိုက်မင်းတို့အမေသားတို့ခေါ်ခဲ့ဒီတစီဘွားပိတ်တာဘွားကနေလွတ်ကင်းပြီးစားကောင်းခြင်းနေကောင်းခြင်းအဆင့်ကိုတလန်းရောက်ရှိလိမ့်မယ်ငါဒီညသူ့ကိုဆုံးမပြီးအိမ်ပေါ်ကနေခြံထဲသွားနေခိုင်းလိုက်မယ်အလူရန်ပေးရမှာလဲမနှောက်ရှောင်တတိပေးထားလိုက်မယ်။နောက်ပြန်လူကြီးကိုတက်တည်ထားပြီးငါမားတဲ့အတိုင်းလုပ်ပေးလိုက်ကြ။မင်းတို့အမေအစိမ့်တွေဘွားကနေကျွတ်လွတ်သွားလိုက်မယ်။
ငါအခုမင်းတို့အမေအိမ်ပေါ်ကနေခေါ်ချပြီးခြံထဲတစ်ပင်ပေါ်သွားထားခဲ့မယ်လုံးเสียရှိတာအချိန်မဆိုင်ပဲလုံးကြကဲငါသွားမယ်စကားလေးဆုံးတော့ဒေါ်ညွန့်လည်းကူပေါ်မှာခိုခွေလေးကျသွားသည်ချောတိုင်လည်းဒေါ်ညွန့်ကိုတတိယအောင်လုပ်ပြီးရွာသို့ပြန်လာခဲ့သည်ကဲမင်းတို့ပျောက်သွားပြီလို့ယူဆတာပစ္စည်းမဖဲဝါပြောရတဲ့နေရာမှာသွားတူးကြပြီးတော့ဆရာလေးရောဦးညူရောဘာမှပေါ့မဖဲဝါလူကြီးကိုတက်တိထားပြီးပစ္စည်းတွေတူးထူခွဲရောင်းချရမယ်လို့မှားသွားတယ်မဟုတ်လားနောက်တစ်ယောက်တော့ရွာလူကြီးပါအတိတ်တွေခေါ်ပြီးမိသားစု၄ယောက်နဲ့သူမဖဲဝါပြောရတဲ့အတိုင်းတူးကြရာစင်းဝလေးနဲ့ထဲမြုပ်ထားသောလောဝဲလက်ကောက်များကိုရလိုက်သည်မဖဲဝါပြောသည့်အတိုင်းဒေါ်တင်ဝေတီတရားရသွားပြီလားမသိအပုံးတန်လည်းမပေးတော့ရွာသူကြီးကတဝက်အညီမြောက်ခွဲပြီးမောင်နှမ၄ယောက်ကိုထိုတဝက်မှအညီမြောက်ခွဲပြီးသည်အားလုံးကြည်ရင်နဲ့လက်ခံကြသည်ကျန်တဝက်ကိုရွာသူကြီးနဲ့ဦးညိုတို့ကဦးဆောင်ပြီးတွားရောင်းပေးသည်ထိုရောင်းဝယ်အားလုံးကို၄ပုံခွဲပြီးကြောင်ဆောက်သည့်နေရာမှာတပုံစိုးစည်းရိတ်အတွက်တပုံတင်ကန်းလူချင်းရွှေတင်ကန်းကတ်လူချင်းတပုံကျန်တပုံကိုအင်းကြီးပုံမှာဒေါ်တင်ဝေအတွက်လူရန်သားသမျှအစုစုတို့ကိုအမြပေးဝေနိုင်ရန်ရေစက်ချနိုင်ရန်ဆုံးကျွေးလူလုပ်ကြတယ်ရွာသားများကိုလည်းဖိတ်တယ်အလူမှလည်းအနောက်ရှက်ပေးခြင်းမရှိတော့ရောက်လာသမျှလူအားလုံးကိုထမင်းကျွေးပြီးဧည့်ခံတယ်ဘုန်းကြီးတော်များကိုလည်းဇွန်ကတ်လူပြီးသည်နှင့်အလူအားလုံးဒေါ်တင်ငွေအတွက်ရေစက်ချအမျှတန်ပေးဝေခဲ့သည်မဖဲဝါ၏ကူညီမှုကြောင့်တရဲမကြီးဒေါ်တင်ငွေတာရုခေါ်ပြီးပိဋကဘောကအစိမ့်မြင့်ရာရောက်သွားမိမှာမလွဲမသွေအေကန်ဖြစ်လာတော့သည်ထိုလူကြီးပြီးသည့်နောက်ပိုင်းအိမ်ကြီးမှာတရဲချောက်ခြင်းအပုပ်နှံပေးခြင်းလုံးဝမရှိတော့ပေငယ်ဆုံးသမီးရရှိခဲ့သောအိမ်နဲ့ခြံကြီးကိုရောင်းချပြီးအကိုကြီးဤဆိုင်မှာအရင်ဤထဲဝင်ကမောင်နှမနှစ်ယောက်အတူစီးပွားရေးလှုပ်လှုပ်ရင်နေထိုင်ခဲ့ကြရတော်လေသည်ဇလန်လေးကဒီမှာရင်ပြီးဆုံးလို့သွားပါရခင်ဗျာနားဆင်အားပေးခဲ့ကြသောပရိသတ်များအားလုံးပဲကျေးဇူးတင်ပါတယ်